အမျိုးသမီးဟာရုတ်တရက်နိုးလာပြီးကောင်းလေးတယောက်ကသူမကိုမေမေလူခေါ်နေတာကိုကြားလိုက်ရတယ်။သူမဒါကိုမယုံနိုင်ပဲပြန်ပြီးတတိလစ်သွားခဲ့တယ်။မကြာခင်မှာတဲ့သူမကရဲတွေကိုသူမအသက်18နှစ်ပဲရှိသေးတယ်။ဒီလောက်ကြီးတဲ့ကလေးတယောက်မရှိနိုင်ကြောင်းပြောပြခဲ့တယ်။ဒါပေမဲ့ရဲတွေကတော့သူမရဲ့မတ်ပုံချင်းမှာအသက်26နှစ်လို့ပြနေတဲ့အတွက်စိတ်မမှန်လို့ပဲထင်ခဲ့ကြတယ်။အဲ့ဒီအချိန်မှာပဲကလေးရဲ့ဖခင်ပြည်သူအပြေးအလွှားရောက်လာခဲ့တယ်။အမျိုးသမီးဟာသူ့မျက်နှာကိုမြင်လိုက်တဲ့အခါအကြီးကျယ်တုန်လှုပ်သွားခဲ့တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီလူဟာသူမငယ်ငယ်ကတည်းကကဘာရန်ဘတ်ထိခဲ့လို့ပါပဲ။အမျိုးသမီးကဓာရီအားလုံးဟာသူမပေါ်ဆဲထိုးပြီးနောက်ပြောက်နေတာလို့ထင်ခဲ့တယ်။ဒါပေမဲ့သူတို့ရဲ့တီကြီးလာတာမျက်နှာပြေးလေးကိုမြင်လိုက်တဲ့အခါမှာတော့တခုခုမှားယွင်းနေပြီဆိုတာကိုနောက်ဆုံးမှသူမနားလည်သွားခဲ့တယ်။သူမဟာအခုဘယ်နှခုနဲ့လဲလို့ချက်ချင်းမေးလိုက်ရာကောင်းလေးကဖြေခဲ့တယ်။သူမဟာအနာဂတ်စီကိုရှစ်နှစ်စာခရီးသွားခဲ့ကြော်လုံးခဲ့တာကိုသိလိုက်ရတယ်။သူမဟာရန်ဘက်ဖြစ်သူနဲ့လက်ထပ်ထားရတော့တင်ကမို့သူနဲ့ကလေးတယောက်တောင်ရနေခဲ့ပြီလေ။အိမ်ပြန်ရောက်တဲ့အခါသူမကထိုးလူကိုအရာအလုံးရှင်းပြဖို့ကြိုးစားပေမဲ့ရုတ်တရက်တတိလစ်လဲကျသွားခဲ့တယ်။အမျိုးသားဖြစ်သူကသူမဘာလုပ်ဖို့ကြိုးစားနေလဲဆိုတာမသိပေမဲ့သူမကိုပခုံးပေါ်ထမ်းပြီးအိတ်ခမ်းလေးကိုပြန်ခေါ်သွားပေးခဲ့တယ်။အမျိုးသမီးနိုးလာတဲ့အခါမှာဘာတွေဖြစ်နေလဲဆိုတာကိုသိဖို့အတွက်မိဘတွေစီတွားဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမရဲ့ဖခင်ဟာသူမကိုမြင်ချင်းမှပဲတကားကိုချက်ချင်းပြစ်လိုက်တယ်။သူမဘလောက်ပဲခေါ်မိဘတွေကသူမကိုလက်မခံပဲငင်းဆန်ခဲ့ကြတယ်။ဒါကြောင့်အမျိုးသမီးဟာခေါ်ဆက်အောက်ကအပိုးတော်ကိုယူခဲ့ရတယ်။သူမဟာမိဘတွေစီစိတ်လူရှားစွာနဲ့ပြေးဝင်သွားပြီးသူမမှတ်ဉဏ်ဆုံးရှုံးသွားတယ်။ဆက်ရှုနေမတိုင်ခင်ကအရာတွေပဲမှတ်မိတော့တယ်လို့ပြောပြတယ်။ပြီးတော့သူမကမိဘတွေကိုဘာလို့ဒီလောက်အိမ်သေးလေးတဲ့ပြောင်းနေကြတာလဲလို့မေးလိုက်တယ်။သူမရဲ့မိခင်ကတော့သူမဟာကြောင်းနေပဲကောင်းလေးတယောက်ကိုစိတ်ဝင်စားမိတယ်ကမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုစီးပွားရေးလုပ်ဖို့အတွက်အဲ့ဒီကောင်းလေးကိုပေးပါဆိုပြီးငိုယိုတောင်းပန်ခဲ့တယ်။မိဘတွေကညှင်းဆန်တဲ့အခါသူမကမိဘတွေရဲ့ပိုင်ဆိုင်မှုအားလုံးကိုအဲ့ဒီကြောင်းနေပဲကောင်းလေးထိလွတ်ရွာလွှဲပေးသွားတာဖြစ်ပါရဲ့။သူမရဲ့ခင်စားသားအမြဲတမ်းကူညီပေးနေမနေခဲ့ရေးသူတို့မိသားစုအိုးမဲ့အိမ်မဲ့ဖြစ်နေတာကြာပြီလို့ဆိုတယ်။အမျိုးသမီးဟာအကြီးကျယ်တုန်လှုပ်သွားပြီးသူမဘာကြောင့်ဒီလိုမှိုက်မြုပ်ရဲ့အရာကိုလှုပ်ခဲ့မိလို့လဲဆိုတာနားမလည်နိုင်ဖြစ်ခဲ့ရဲ့။သူမရဲ့မိခင်ကတော့သမီးဖြစ်သူကထိုကြောင်းနေပဲကောင်းလေးကိုစိတ်မဝင်စားတော့တာကိုမြင်တော့ဝမ်းသာအားရနဲ့သမီးအကြိုက်ဆုံးဟင်းလျတွေကိုပြင်ဆင်ချက်ပြပြေခဲ့တယ်။အဲ့ဒီအချိန်မှာပဲသူမဟာအားကျနှစ်သက်ယုံရဲ့ idol ကနှုတ်ဆက်ပွဲဖြိုးဖြေပွဲကြီးမာတော့မဲ့တည်င်းကိုတွေ့သွားတယ်။သူမဟာလေရင်လက်မှတ်ကိုချက်ချင်း booking တင်ပြီးသူမရဲ့ idol ကိုနောက်ဆုံးတစ်ခေါက်သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့သူမအထုပ်ပုတ်တွေပြင်ဆင်နေတဲ့အချိန်မှာသူမရဲ့သားသမီးကသူမအိမ်ကထပ်ပြီးထွက်သွားတော့မယ်ထင်ပြီးမသွားဖို့ငိုယိုတောင်းပန်ခဲ့တယ်။အမျိုးသမီးကမျက်ရည်တွေကြားထဲမှာချက်ချင်းသူမအပြင်ကိုအလဲပက်ရောက်သွားတာဖြစ်တယ်။ဒါပေမဲ့ကလေးကမယုံမှစိုးရိမ်နေတဲ့ကလေးကိုပါဖြောပြေပွဲဖို့အတူခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်။ကောင်လေးကလည်းပျော်ရွှင်စွာနဲ့သဘောတူခဲ့တယ်။မကြာခင်မှာပဲအမျိုးသားဖြစ်သူဟာသူမဟာသားသမီးကိုတခြားမျိုးတစ်မျိုးစီကိုခေါ်သွားပြီဆိုတဲ့သတင်းကိုရရှိခဲ့တယ်။သူမမူသားစုကိုထပ်ပြီးစွန့်လွတ်သွားပြန်လေလို့သူထင်ပြီးသူမ booking တင်ထားတဲ့ဟိုတယ်ကိုအပြေးအလွှားလိုက်သွားခဲ့တယ်။တစ်ဖက်မှာတော့သားသမီးတယောက်ဟာသူမနဲ့အတူအိတ်ဖို့တိတ်ပေးနေတယ်။သားသမီးရဲ့မေတ္တာကိုခံစားရတော့အလွန်အများပျော်ရွှင်နေခဲ့တယ်။အမျိုးသားတခါဖွင့်ရွယ်လာတဲ့အချိန်မှာတော့သားသမီးနှစ်ယောက်လုံးဟာအိပ်ပျော်နေကြပြီ။သူရောက်တဲ့အတွက်သူမနိုးလာခဲ့တယ်။သူမဘာလို့ဒီကိုရောက်နေလာလဲလို့မေးလိုက်တဲ့အချိန်မှာပဲသားသမီးကတကိုယ်လုံးတုန်ကြီးနေတယ်။တကယ်တော့သူမဟာအရင်ကတည်းကသားသမီးကိုဘယ်တော့မှမချစ်ခဲ့တဲ့အတွက်သူဟာမိခင်ချစ်သူရဲ့ဆွန့်လွတ်ခြင်းကိုခံရမယ့်အိမ်မက်ဆိုးတွေကိုမကြာခဏမတ်လက်ရှိတာဖြစ်တယ်။သူ့နှုတ်ခမ်းကိုသူပြန်ကြိုက်မိမှစိုးရင်တဲ့အတွက်အမျိုးသမီးဟာသူမရဲ့လက်ညှိုကင်းနဲ့ကလေးကိုချက်ချင်းတားဆီးပေးခဲ့တယ်။ပြီးတော့သူမကမေမေဒီမှာရှိနေတယ်နော်။ဘာမှကြောက်စရာမလိုဘူးလို့တိုးတိုးလေးချောမော့ပြောလိုက်တယ်။ဒီစကားကိုကြားလိုက်တဲ့အခါကလေးဟာတချေးကြီးငြိမ်သက်သွားခဲ့တယ်။အမျိုးသားဖြစ်သူကတော့သူမဇနီးဟာအရင်ကနေမတူပဲပြောင်းလဲသွားတာကိုသတိပြုသွားပါတော့တယ်။